ပူရီးယားနဲ့ဒက်စတင်ဂေဂျီတို့ပွဲမှာတူပူရီးယားအနိုင်ရမယ်လို့ခန့်မှန်းလိုက်တဲ့အစ္စလာမာကချက်ရိုးစီခွာရောက်ကလည်းနီးလာပါပြီခရက်တွေကလည်းမျိုးစုံပါပဲတူပူရီးယားနဲ့ဒက်စတင်ဂေဂျီတို့ဂေါက်ပွဲပေါ်မှာနာမည်ကြီးဖိုက်တာတွေရဲ့ခန့်မှန်းချက်တွေအပါအဝင်ထင်ကြီးပေးမှုတွေကလည်းအမျိုးမျိုးထွက်ပေါ်လျက်ရှိပါတယ်အဲ့ဒီအထဲမှာဝေဒါဝိတ်ချန်ပီယံအစ္စလာမာကချက်ကလည်းပါဝင်လာခဲ့ပါတယ်အစ္စလာမာကချက်ကတော့ဒီပွဲကပွဲကောင်းတစ်ပွဲဖြစ်လာမှာပါအမှတ်ဆုံးဖြတ်ပြီးရောက်မယ်လို့မထင်ပါဘူးဂျက်စတင်ဂေဂျီကအထူးကြိုပိုင်းမှာပိုစီပြီးခန္ဓာရည်ဘိုက်ပိုမြင့်မာပေမဲ့တူပူရီးယားကပိုပြီးငယ်ရွယ်တယ်အော်ဘိုက်ကပူတာပါတယ်ဂျက်စတင်ဂေဂျီရဲ့ကစားပုံကပြိုင်ပွဲတွေကိုအန္တရာယ်ပေးနိုင်တယ်ဆိုပေမဲ့တူပူရီးယားပဲအနိုင်ရမယ်လို့အစ္စလာမာကချက်ကတုံ့တက်သွားတာဖြစ်ပါတယ်ဒီပွဲပေါ်မှာခတ်မှန်မှုတွေကတယောက်နဲ့တယောက်အမြင်တွေမတူကြပါဘူးအာမန်ကတော့ဒေါ်လာ30တန်လောက်ကြီးထပ်ပြီးဂျက်စတင်ဂေဂျီနိုင်မယ်လို့ခတ်မှန်ပြောဆိုသွားခဲ့ပါတယ်စီရဂေးကအဲရပါရီယာကိုကစ်ဘောက်စင်တို့ကနောက်ဆုံးနိုင်ယူထားတဲ့ရက်ဆာကစ်ဘောက်ဆာဘာဂီတိုကိုခေါ်ပြီးလေ့ကျင့်နေပါတယ် UFC ကောက်တော့ဗီဒီယိုထဲမှာဘာဂီတိုကအဲရပါရီယာနဲ့ပတ်သက်ပြီးပါရီယာဟာလူအများစုကိုအလဲထိုးနိုင်တဲ့အပြင်းနဲ့လက်တီတွေရှိပေမဲ့ဒီစနစ်ပိုင်းနေပြီးတစ်ဖက်ပိုင်းမှာပွင့်တတ်တဲ့အားနည်းချက်တွေရှိပါတယ်ကြိုင်ဘက်အများစုဟာပွဲမစခင်ကတည်းကသူ့ကိုကြောက်နေချလို့တာစိတ်ပိုင်းဆိုင်ရာအရာအလိုလိုစုံနှိပ်သွားကြတာဖြစ်ပါတယ်ဒီဂိမ်းအတွက်အနိုင်ဖြူဟာကတော့မကြောက်ပဲစိတ်တူပြီးအစိမ်နဲ့ဖိအားပေးတိုက်စစ်ဆင်ရမယ်စီရဂိမ်းဟာလှုပ်ရှားမှုအစိမ်နဲ့အခြေအစကောင်းမွန်တဲ့ကစ်ဘောက်စင်တမဖြစ်တာကြောင့်ဒီလိုဖိအားပေးရင်ပါရီယာအကွက်ပြောက်သွားပါလိမ့်မယ်ပါရီယာဝိတ်တင်လာပေမဲ့ဒီဝိတ်တန်မှာအသားကျပြီးတာစီရဂိမ်းကပိုပြီးအခြေအနေကောင်းစေပါတယ်ဒါကြောင့်စီရဂိမ်းကပဲပွဲကိုအစောပိုင်းချိမှတင်အဆုံးသတ်ပြီးချန်ပီယံဆုကိုတိတ်ပိုက်သွားလိမ့်မယ်လို့အားနေချက်နဲ့ဘလို့အနိုင်ယူရမယ်ဆိုတာကိုထုတ်ပြောလာတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးပါရီယာဘက်ကလည်းပြန်ချီပထားတာရှိပါတယ်စီရဂိမ်းကဘာကီတိုနဲ့လေ့ကျင့်နေတယ်ဟုတ်လားအဲ့ဒါကဘာမှထူးခြားမသွားပါဘူးကစ်ဘောက်စင်နဲ့ MMA ဆိုတာလောကကွဲပြားတဲ့အားကစားနည်းတွေပဲပြီးတော့ငါကဘာကီတိုနဲ့ထိုးခဲ့တော့ကဖိုက်တာမျိုးလည်းမဟုတ်တော့ပါဘူးငါအများကြီးပိုပြီးတိုးတက်လာခဲ့ပြီအဲ့ဒီလူဘာကီတိုကသူ့ကိုအတုံးဝင်မဲ့အချက်လက်တွေပေးနိုင်မယ်လို့စီရဂိမ်းကထင်နေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ကျိုးဝိုင်းထဲမှာကျွန်တော်နဲ့ရင်ဆိုင်ရမှာကသူကိုယ်တိုင်ပဲလေတကယ်လို့ဘာကီတိုတာရိုးသားတဲ့လူဆိုရင်သူကစီရဂိမ်းကိုပေးရမယ်အရေးအကြီးဆုံးအကြံဉာဏ်ကတော့အဲ့ဒီကောကိုတတိထားတော့သူကစောက်ကြမ်းကြီးလို့ပြောဖို့ပဲရှိပါတယ်ဘာကီတိုကိုယ်တိုင်ကလည်း MMA ဘက်ကိုပြောင်းလာပေမဲ့သူ့ရဲ့ပြိုင်ဘက်ဟောင်းကြီးပါရီယာနဲ့တွေ့ဖို့ကတော့အလံဝေးနေပါသေးတယ်ပါရီယာတို့ပွဲအပါအဝင်တူပူရီးယားနဲ့ဂေဂျီတို့ပွဲအတွက်အထူးဒီဇိုင်းထုတ်ထားတဲ့ချန်ပီယံကပတ်တွေပေးဖို့ရှိနေပါတယ်သူတို့တွေကဘယ်သူတွေရသွားမလဲဆိုတာကတော့လာမယ့်တနင်္ဂနွေနေ့မနက်မှာအဖြေပေါ်တော့မှာဖြစ်ပါတယ်အေဘီရိုပွဲကိုတက်ရောက်ခွင့်ရသွားပြီဖြစ်တဲ့ South Thailand အရင်ကတော့အေဘီရိုမကျင်းပမဲ့ UFC ပွဲကို South Thailand ကိုတက်ရောက်ခွင့်ပိတ်ပင်ထားတယ်လို့သတင်းတွေထွက်ခဲ့တာပါအဓိကတော့ South Thailand ကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်အပေါ်အစ္စရေးကိစ္စကိုပေါ်တင်ဝေဖန်ခဲ့တဲ့ပဋိပက္ခတွေကြောင့်ဒီပွဲအတွက်ဖိတ်စာပေးဖို့ခြင်းမရှိတာလို့သိရပါတယ်မေဒါဝိတ်တန်ရဲ့ချန်ပီယံလည်းဖြစ်တဦးတည်းတော့အမေရိကန်နိုင်ငံသားချန်ပီယံလည်းဖြစ်တဲ့ South Thailand ကို UFC White House ပွဲမှာဘန်ထားတာကြောင့်ပြည်သက်တွေကြားမှာဝေဖန်မှုတွေမြင့်တက်ခဲ့ပါသေးတယ်ဒီမနက်မှာတော့ South Thailand ရဲ့တငယ်ချင်းဖြစ်သူကအေဗီရိုပွဲကိုတက်ရောက်ဖို့အစီအစဉ်ရှိကြောင်းဘလိုဒီအီဝေါကိုပြောကြားခဲ့ပါတယ်ကျွန်တော်မနေ့ကသူနဲ့တွေ့ပါတယ်အေဗီရိုပွဲမှာဘန်ခံထားရတယ်ဆိုတော့မင်းဖယ်သွားမှလဲဆိုပြီးစနောက်ခဲ့ပါသေးတယ်သူကငါအေဗီရိုပွဲအတွက်လက်မှတ်ရထားတယ်ဆိုပြီးပြောခဲ့ပါတယ်ကျန်တာကတော့ကျွန်တော်မသိပါဘူးအဲ့ဒီမှာတချင်းတွေအကျယ်ကြီးဖွင့်ထားလို့သူဘာဆက်ပြောထားလဲဆိုတော့တေချာမကြားမိလိုက်ပါဘူးအေဗီရိုပွဲအတွက် South Thailand ကိုဘန်ထားတဲ့ဆိုတာမဟုတ်တော့ပါဘူးသူ့စီမှာလက်မှတ်တွေရောက်နေပါပြီလို့အတည်ပြုပေးခဲ့တာပဲဖြစ်ပါတယ်ဂျက်စတင်ဂေဂျီကအေဗီရိုပွဲမှာတူပူရီးယားကိုအနိုင်ရသည့်ဖြစ်စေစုံနေသည့်ဖြစ်စေအခဏဝိုင်းအတွင်းမှာလက်အိတ်တွေချွတ်ပြီးအနားယူတော့မှမဟုတ်ဘူးလို့အတည်ပြုခဲ့ပါတယ်အီလီယာတူပူရီးယားနဲ့ပွဲမတိုင်ခင်ဂျက်စတင်ဂေဂျီကသူ့ရဲ့ဖိုက်တာဘဝမှာအနားယူမိအရေးနဲ့ပတ်သက်ပြီးသူ့ရဲ့အမေနဲ့ဆွေးနွေးခဲ့တယ်အစံဝိုင်းအတွင်းမှာအနားယူမှာမဟုတ်ဘူးလို့မိခင်ဖြစ်သူကိုကတိပေးခဲ့တယ်လို့သိရှိရပါတယ်ဂျက်စတင်ဂေဂျီကကျွန်တော်ဒီပွဲအတွက်စိတ်ခံစားမှုတွေအများများနေပါတယ်ပြင်ဆင်မှုတွေကခက်ခဲတဲ့ဆိုပေမဲ့ကျွန်တော်အားလုံးအတွက်အစင်နဲ့ဖြစ်အောင်ပြင်ဆင်ထားပါတယ်ဒီအားကစားကိုကျွန်တော်ချစ်မြတ်နိုးပါတယ်ကျွန်တော်အသက်က39ရှိနေပါပြီဒါပေမဲ့ကျွန်တော်29နှစ်အရွယ်တုန်းကလို့စွမ်းဆောင်နိုင်သေးပါပဲ
ဘာပဲဖြစ်ဖြစ်အစွမ်းကုန်ပေးဆက်ကစားဖို့အသင့်ဖြစ်နေပါပြီဘာတွေဆက်ဖြစ်လာမလဲဆိုတာစောင့်ကြည့်ရတာပေါ့အနားယူမဲ့အကြောင်းကိုလည်းအမေနဲ့တိုင်ပင်ဖြစ်ပါတယ်ဒီအချိန်မှာစုပ်ဝက်ချက်တစ်ခုချလိုက်ဖို့အစင်းလေးမဖြစ်သေးပါဘူးအမေကတော့တန်စကာထဲမှာလက်အိတ်ချမှာမဟုတ်ဘူးလို့ကတိပေးခဲ့ပါတယ်